မင်္ဂလာပါခင်ဗျာကျွန်တော်မိုးမင်းပါညကျွန်တော်စိန်ထုံးလို့ပဲပြောနေကြပါဒါပေမဲ့အခုတော့ကျွန်တော်မိုးမင်းလို့ပြောမဲ့ဘာလို့ဆိုဒီအခုပြောဆိုမယ့်အကြောင်းအရာတွေကသပင်နဲ့ပတ်သက်နေလို့ပါအဲကျွန်တော်အနုပညာရှင်တူမှာကျွန်တော်သပင်မင်းသားတူလဲဖြစ်တယ်ဒါကျွန်တော်ရဲ့အထူးအကြဆုံးသောသပင်ပညာအနုပညာရပေါ့ဆိုတော့ကျွန်တော်အခုပြောချင်တဲ့အခါမှာအခုလေသပင်အကြောင်းနဲ့ပတ်သက်ပြီးတော့ပဲပြောမယ်ဆိုတော့ကျွန်တော်မိုးမင်းဆိုတဲ့နာမည်ကိုကျွန်တော်မသုံးရင်လည်းပြောနေကြလို့သုံးပါမယ်နော်ကျွန်တော်မိုးမင်းပါဟုတ်ကဲ့ဟုတ်ကဲ့ဒီနေ့ဘာအကြောင်းနဲ့ပတ်သက်ပြီးတော့ဆိုတော့ကျွန်တော်သပင်နဲ့ stage show အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေချင်းပြောပါမယ်ဟုတ်ကဲ့သပင်နဲ့ stage show တွေစတင်တဲ့အကြောင်းကျိုးသိကျင်ကြတော့ပေါ့နော်အဲ့တော့ဆိုတော့များသောအားဖြင့်ပြောကြတာကမိုးမင်းကstage show တွေနဲ့ကျွန်တော်မိုးလင်းခဲ့တယ်ဆိုတာရှိတယ်ဗျာနော် stage show မိုးလင်းခဲ့တာဘာလို့လဲဆိုတော့အဲ့ဒါလည်းဟုတ်ပါတယ်မဟုတ်ဘူးမိုးမင်း stage show နဲ့မိုးလင်းခဲ့တာရှိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော် stage show ကတော်တော်ရှည်လျရတာရယ်ကျွန်တော်အသုံးပြုတာတော်တော်ရှည်လျရတယ်အောင်မြင်မှုတိုင်းတာနဲ့ပြိသက်ရဲ့အကြိုက်ကိုလိုက်ပြီးတော့ဖြောပြတင်ဆက်ရရှိတယ်ကိုကိုရန်လည်းအရန်သချင်းဆိုတာဝါသနာပါတယ်ဗျာနော်ငငယ်လေးအရန်ဝါသနာပါအရန်ဝါသနာပါဘလောက်ဝါသနာပါလဲဆိုကျွန်တော်ဖွားပေါ့မမေရဲ့မေဒေါ်စိန်တင်သူကအမြဲတမ်းကျွန်တော်တိုက်ခိုင်အင်းလေးထဲမှာနေတဲ့တောင်းကလာလေးရက်ကွက်တိုက်ခိုင်ရင်မှာနေလို့ရှိရင်ဖွားအိမ်အောက်မှာသူကရင်လေးနဲ့အိမ်မှာထိုင်ပြီးတော့အမြဲတမ်းနေတယ်သူကပြီးရင်စီဘောလေးဖွားစီဘောလေးကြိုက်တယ်စီဘောလေးဖွားကျွန်တော်ကအေးရနိုးတာနဲ့ကျွန်တော်ကတချင်းနေစိုးနေတာမယမနာကိုစိုးနေတာကျွန်တော်ကအရင်ကိုရတဲ့တချင်းအကုန်စိုးတာဗျာခုနလည်းပေါ့မြန်မာတန်တွေကဆိုလို့ရှိရင်ရန်ကုန်သူတို့မင်းငံဘုတ်ရွာတို့ဒါမျိုးတွေလည်းကျွန်တော်စိုးတယ်ပြီးတော့ငငယ်တော့ဆိုလို့ရှိရင်တော့မျိုးစုံမဲ့ဂရမ်မိုတို့အဲ့လိုပေါ့နော်ပြီးတော့လည်းရှေ့ရဆိုလို့ရှိရင်ကိုတန်းနိုင်တို့တချင်းမျိုးတွေကျွန်တော်ငယ်စဉ်လေးမှာဝင်အကြောင်းတက်နေတဲ့အချိန်မှာဆိုတော့ကျွန်တော်အမြဲမိုးလင်းတာနဲ့ကျွန်တော်စိုးနေတာအဲ့ဒါဆိုလို့ရှိရင်လည်းဟိုတော့စိုးပိုင်တို့ဘာလို့စိုးပိုင်တို့နော်အဲ့ချင်းနေကျွန်တော်ဘယ်ချင်းနေစိုးခဲ့လဲတော့မမှတ်မိဘူးဒါပေမဲ့မြန်မာတန်ဆိုလို့ရှိရင်မြန်မာတစ်ချင်းနေဆိုအဲ့ဒီချင်းနေကျွန်တော်စိုးတယ်ပြီးတော့ကျွန်တော်သူပြောရင်စိုးပိုင်ပေါ့ဗျာဥစိုးပိုင်ရဲ့ချင်းနေကျွန်တော်စိုးရဲပေါ့နော်စိုးရဲဆိုတော့ကိုကအိမ်ထဲမှာရှောက်စိုးမပြီးကျွန်တော်လှုပ်ရှားနေကျွန်တော်ချင်းမဲ့စိုးနေတာအဲ့ဒါနဲ့ကျွန်တော်ဘဘကဘယ်လောက်ထိပြောလဲဆိုတော့ဟဲအဲ့ဒီကလေးကိုအပြင်ထုတ်ပေးကြပါငါနားရီညီးလုံးလို့ပါဆိုဘလောက်ကောင်းလဲဆိုတော့တိတယ်မလားကျွန်တော်ဘဘကဟဲကိုမပြောပါဘူးအဲ့ကလေးကိုသူကအပြင်ကိုထုတ်ထားလိုက်ပါဟဲငါနားရီညီးလုံးလို့ပါလို့အဲ့လိုပြောရတယ်ဗောဗျာအဲ့တော့ကျွန်တော်ငယ်စဉ်ကကျွန်တော်အဆူကိုယ့်အကူဝါသနာပါနေတာကိုကျွန်တော်ပြောပြတာပါဘဘအဲ့လိုနင်းတော့တာကျွန်တော်လူကြီးတွေပြောခိုင်းတာကျွန်တော်အဲ့လိုပြီးတော့အဲ့တော့ stage show တွေပါဗျာအဲ့တော့မိုးမင်းက stage show ကိုတခါလေမိုးလင်းတီဆိုတယ်ဆိုတော့ကျွန်တော်ချင်းဆိုတော့ဝါသနာပါတာပြောပြတာဆိုရဲဆိုတော့ဖြစ်ဘူးတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်အစီအစဉ်မှာလွဲမှားမှုတွေပေါ့နော်ကိုကလည်းခေါင်းဆောင်မင်းသားဆိုတော့ပြိတ္တကလည်းအရင်သဘောကျကြတယ်သဘောကျတော့ stage show အခဏသဘောကျတော့ကျွန်တော်ကမိုးလင်းသွားတယ်နှစ်ပါးသွားမိုးလင်းသွားတာရှိတယ်အဲ့ဒါမျိုးဆိုတော့နှစ်ပါးသွားနဲ့မိုးလင်းရတာပေါ့နော်နောက်ပိုင်းဇက်တော်ကြီးကလို့ရှင်တော့နောက်ပိုင်းကဒီထိုးဇက်တွေဘာတွေကကြတယ်ဘာကြဆိုလဲပြိတ္တကသိကြည့်တာမဟုတ်ဗျာအဲ့တော့သူတို့ရဲ့တန်အောင်ဆိုပြီးတော့ကိုကဒါလူငယ်တယောက်အနေနဲ့စဉ်းစားတာပေါ့နော်တပည့်အမွေနှစ်တွေဘာတွေကဒါတွေကတော့ရှိတာပေါ့ဒါပေမဲ့လူငယ်လေးကျွန်တော်ပဲသိမယ်သိမသိဘူးပေါ့ဗျာအဲ့ဒါပြိတ္တကလည်းမကြိုက်ဘူးလေပြိတ္တကလက်ကိုမခံတာလေအဲ့လိုမျိုးခုချိန်ရရန်ကောင်းတယ်ပြိတ္တကလက်ခံပြီးဆိုအရန်ကောင်းတော့တင်ပြရမှာဒါတွေစက်လိုက်တင်ပြပေါ့သူတို့လက်ခံတဲ့ချိန်မှာကြိုးစားပန်းစားလို့ခက်ခဲတဲ့ပင်ပန်းတယ်ဒီပညာတွေကအရန်နည်းတဲ့ပညာတွေဖြစ်တယ်အရန်ကောင်းတဲ့သပင်ပညာတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်လည်းခက်ခဲကိုကျွန်တော်လှုပ်ဆောင်ပြီးတော့ကျွန်တော်ရွှေစိတ်နှစ်စုစက်ရအောင်ကျွန်တော်ကြိုးစားခဲ့တယ်ပေါ့နော်အဲ့ဒါဆိုတော့ပူအောင်ပြီးဆောင်ရွက်ကြလို့ရတဲ့ကျွန်တော်တို့အဖွဲ့လိုက်ရွှေစိတ်တွေပါနော်အဲ့ဒါဆိုတော့အဲ့ထဲကရွှေစိတ်စုအားလုံးရတဲ့ထဲမှာကျွန်တော်လည်းရွှေစိတ်ရတယ်ဒါပေမဲ့ကျွန်တော်ခေါင်းဆောင်မင်းသားလေးအဲ့တော့မိုးမင်းအဖွဲ့ရတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ခေါင်းဆောင်ဆိုရွှေစိတ်ထပ်ဆင့်ရွှေစိတ်ရတယ်ပေါ့ဗျာအကျော်ရမယ်ဆိုတော့စုကာရေးတီးရဲ့ပြိုင်ပွဲတက်တန်းတစ်လျှောက်မှာအဲ့လိုဇတ်တော်ကြီးကဏ္ဍမှာထပ်ဆင့်ရွှေစိတ်ရတာကျွန်တော်တယောက်တည်းရှိတယ်အဲ့ဒီမှာစာအုပ်တွေလှန်ကြည့်လိုက်နော်ဘယ်သူမှထပ်ဆင့်ရွှေစိတ်မရဘူးမိုးမင်းတယောက်ပဲရှိတယ်ဇက်ကြီးဆယ်ဘွဲရဲ့
ဝီဒရာမှာတစ်ချိန်ရတယ်2006ဝေသန္တရာမှာနောက်တစ်ချိန်ရတယ်2009ထပ်ဆင့်ရွှေစည်းရတာကျွန်တော်တယောက်ပဲရှိပါတယ်ခင်ဗျာအပြောတာနော်โอเคအဲ့ဒါနဲ့ကျွန်တော်ဒီစတေရှူကြောင့်ပြန်ပြောမယ်နော်စတေရှူကအဲ့ဒါဆိုတော့ကျွန်တော်ဖြေပြတဲ့စိတ်ဘာဖြစ်လို့လဲဆိုကျွန်တော်ရဲ့အစီအစဉ်ကကျွန်တော်ကပြက်ဆက်ကခြင်းတယ်ပြက်ဆက်ကခြင်းတော့ဟိုပြီးရင်လဲပြီးတော့နှစ်ပါးသွားကမယ်စတေရှူပြီးရင်အရှိရရှစ်တွက်မင်းသားတွေကပြီးတယ်ကျွန်တော်နှစ်ပါးသွားကိုကမှာပေါ့လေအဲ့လိုစီစဉ်တာပေါ့အဲ့ဒါမျိုးစီစဉ်တဲ့ခါမှာခက်ခဲဖြစ်သွားတဲ့နောက်တစ်ခါနှစ်ပါးသွားကိုရှိရတယ်နှစ်ပါးသွားကြည့်ချင်တယ်နှစ်ပါးသွားကြည့်ချင်တယ်ဆိုတော့ကဲနှစ်ပါးသွားကိုရှိရကမယ်ဆိုကလိုက်တယ်ကလိုက်တော့လေတချို့ကြလို့ stage show ကနောက်ကျနေဆိုသိတော့မကြိုက်ဒါပေမဲ့နောက်ပိုင်းကျတော့ stage show ပြီးအောင်ကျွန်တော် stage show ပြီးရင်သူတို့ပြန်သွားတာဘူးဗျအဲ့ဒါကိုကျွန်တော်ဒုက္ခတော့ကျွန်တော်နှစ်ပါးသွားကိုရှေ့တင်ကတယ်နှစ်ပါးသွားရှေ့တင်ကပြီးတော့နောက်မှ stage show ကလိုက်တဲ့ခါကျရင်လူလည်းတော်တော်ပင်ပန်းနေဗျာဒါပေမဲ့လည်းအဲ့လိုတင်ကတဲ့ခါကျလို့ရှိရင်အဲ့ stage show ရအဲ့ဒါတဖြည်းဖြည်းနဲ့မိုးလင်းသွားအောင်အဲ့လိုဖြစ်တတ်တယ်လीဒီလိုဖြင်းနေမျိုးတွေရှိသွားတာရှိတတ်ပါကျွန်တော်ကလည်းမေးရတာပေါ့နော်အဲ့တော့ဆိုတော့သူပြင်းတော့ခါကျရင်ပြက်ဆက်တင်ကတာများတယ်ပြက်ဆက်ကိုတင်ကလိုက်တော့ stage show ထွက်ပြီးဆိုတော့ねတခါလေအဲ့ဒီကနေဆိုလိုက်တာမိုးလင်းကနေဆိုနှစ်ပါးသွားကဖို့ခက်ခဲဖြစ်နေပြီအဲ့တော့ကျွန်တော်ပြည့်တော့မေးတချင်းဆက်ဆူရမလားနှစ်ပါးသွားကရမလားဆိုကဲပြည့်ကတချင်း stage show ပဲဆက်ဆူပြီးပါဆိုတော့ကျွန်တော်ဆက်ဆူလိုက်တော့ဗျာအဲ့ဒီချိန်မှာဒါကြောင့်ဟုတ်ပါတယ်ကျွန်တော်မိုးလင်းအောင်ကို stage show ဆိုဘူးပါတယ်နော်အခုကလူငယ်စကားနဲ့ပြောတယောက်တည်းဖြဲတယ်ပေါ့ဗျာဖြဲလိုက်တာပေါ့နော်အဲ့ဒါမျိုးအငယ်ဆိုတော့လုံးနိုင်ခဲ့တယ်ဗျာတိလားတော်တော်ကိုလုံးနိုင်ခဲ့တယ်အဲ့ဒါနဲ့တဲ့ကူဒီမိုးလင်းအောင် stage show ဆိုတဲ့ကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြပြတာပါဟုတ်ပါတယ်ဒါဝန်ခံပါတယ်ဆိုတော့ဦးကလုတ်ခဲ့ဦးပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်မိုးမင်းက stage show တွေကို symbol stage show တွေကိုမိုးမင်းတို့မိုးမင်းစံပြသမျှ symbol စတင်ခဲ့တာဆိုတချို့ပြောကြတယ်တချို့လည်းသိတယ်ဗျအဲ့တော့မေးတာလည်းရှိတယ်စတင်ခဲ့တာလားဆိုတော့မဟုတ်ဘူးခင်ဗျကျွန်တော်တို့ကပြောတာဗျကျွန်တော်တို့စံပြသပင်ကဥစိန်မာရင်ကလည်းဖအန်လောင်တာလာကဇမင်နာအောင်ပတ်တဲ့ဇမင်နာလေးဗျကျွန်တော်တို့ရဲ့အခြေအနေပြောပြတာဒီရန်ကုန်မြို့ကြီးကိုတရားဟုတ်တက်လိုက်ဖုန်းကြောင်းပါပဲထမင်းကိုတနက်ပဲစားပြီးတော့လက်ဖေးဆိုင်မှာစပွဲထိုးပြီးတော့ဒါဖေဖေကမင်းသားအတတ်ပညာကိုသူသင်ခဲ့တယ်ပြီးတော့မှကျွန်တော်တို့ဇတ်ဒီပါလေနောက်ပိုင်းကျတော့လည်းခေါင်းဆောင်မင်းသားဖြစ်ပြီးတော့မမေနဲ့အကြောင်းပါပြီးတော့မှကျွန်တော်တို့မွေးဖွားလာခဲ့တယ်မွေးဖွားလာခဲ့ပြီးတော့မှဆိုတော့ပြောချင်တာဘာကိုပြောနေရလဲဆိုတော့ကျွန်တော်တို့ဆင်းရဲတယ်ဆိုတော့ပြောချင်တာတောင်းကလာ9ယောက်ကမှကျွန်တော်ကိုမွေးတယ်9ယောက်ကမှတဲအိမ်လေးနဲ့ကျွန်တော်တို့နေတယ်ပြီးတဲ့အခါမှာဖေဖေကအောင်မြင်လာတဲ့ကျွန်တော်4ရက်ကွက်ကိုရောက်တယ်အဲ့ဒီမှာပြင်အောင်အိမ်လေးနဲ့နေတယ်ကျွန်တော်ငယ်လေးမှာပြင်အောင်ပြီးတော့မှနောက်တစ်ခါတိုက်ခိုင်လေးဖြစ်တယ်ပြီးတော့မှဖေဖေခင်မှာပဲတိုက်ခိုင်လေးဖြစ်တယ်ပြီးတော့ကုခေရောက်သွားပြီကုခေရောက်တော့မှဘာကိုခေမှာပြင်တိုက်ခိုင်နေဖြစ်တယ်ပြီးတော့မှ9ရက်ကွက်သူ့မင်္ဂလာလမ်းကိုပြောင်းပြီးတော့မှအဲ့ဒီရှေ့မှာကျွန်တော်တို့နှစ်ထပ်တိုက်ဖြစ်တယ်ပေါ့နော်အဲ့ဒီမှာလမ်းမတန်းဖြစ်သွားပြီကတ္တရလမ်းမတန်းမှာနှစ်ထပ်တိုက်လေးဖြစ်သွားတယ်အဲ့ဒါကတော့ကိုနဲ့ဖေပါပဲအဲ့လက်ထက်မှာဖြစ်ခဲ့တာဒါပေမဲ့အဲ့ဒီမှာတော့9မိုင်ဘက်ကတော့အဲ့ဒီဘက်ပိုင်းမှာတော့ဖေကအကျွေးတွေနဲ့ဝယ်ရပါဒီလိုအစ်ကြပေးတဲ့ပုံစံမျိုးလိုဝယ်ရပါဗျာချီးပြီးတော့ပတ်စံချီးပြီးတော့ဝယ်ပြီးတော့မှအဲ့ဒီမြေလေးကိုဝယ်တာမြေကြီးပဲဝယ်တာပြီးတော့မှအဲ့မှာဂိုဒေါင်လေးတဲလေးဆောက်ပြီးတော့အဲ့ဒီမှာသွားကျောင်းတက်တူကျောင်းတက်တော့အဲ့ဂိုဒေါင်လေးမှာသွားနေပြီးတော့ကျွန်တော်အာစီတူမှာတက်တာဘာကြောင့်လှိုင်မြို့နယ်ကိုကျွန်တော်မယန်းကုန်းမှာဆိုတော့အဲ့လိုနေကြဆင်းရဲတာကိုပြောတာကျွန်တော်တို့ဆင်းရဲတာဆင်းရဲတယ်ဆိုတော့ကျွန်တော်တို့ကတိတ်ပြီးတော့လေအတွေးအမြင်ကဒီလိုရုပ်ရှင်ကားတွေပဲကြည့်ဖေဖေတို့ဇက်ထဲကနေပြီးတော့မှဥပမာသူပြင်းတော့ကလားကားတွေပါလေပေါ့ဗျာအဲ့ကလားကားတွေအကတွေပါနေကတာပေါ့ကိုလည်းအဲ့ဒီချိန်မှာမင်းသားဖြစ်လာတဲ့ချိန်မှာလဲကျွန်တော်လည်းအဲ့ထဲမှာတချင်းဆိုတာကြီးပေါ့အဲ့ကျွန်တော်တေးဂီတဖြောပြရေးပေါ့အဲ့ရှီပိုင်းလေးမှာပါတယ်အဲ့ဒါကြီးဇက်တိုင်းလည်းလောက်ကြတယ်ဗျကျွန်တော်တို့ကသဘောကျတာအဲ့တော့ကိုကူတို့ဘာလို့လဲသဘောကျတယ်ဆိုတာအကုန်လုံးအောင်မြင်တဲ့မင်းသားတွေအထူးဖြင့်ရွှေမန်းပေါ့ဗျာရွှေမန်းမှာဆိုလို့ရှိရင်တော့အဲ့လိုအကတွေပါအရန်ကောင်းတယ်ဗျနော်အဲ့သူတို့ကခက်မိတယ်လေဗျတထေးတွေလေအဲ့တော့သူတို့တွေကခက်မိတယ်တက်သူတွေလည်းတက်ပါအကြောင်းတွေတခါလေအိန္ဒိယပြန်နေပါတယ်ဥညုံဝင်းဆိုလဲအိန္ဒိယနေလို့ပြန်လာတယ်ဗျာဆိုတော့ပညာတတ်တွေဗျာအဲ့လိုမျိုးအတိုင်းဝိုင်းဘက်ကလာလို့ဆိုတော့သူတို့ကခက်မိတယ်ကျွန်တော်တို့ကြတော့ရက်ကွက်ထဲကကောင်းနေတုံးတယ်ပေါ့ဗျာမသိဘူးပေါ့သိပြီးတော့လေအဲ့လောက်တော့ဒါပေမဲ့ကိုကငငယ်လေးကတော့သူကခေါ်ဗျာသူကအဲ့မှာရက်ကွက်ထဲမှာလမ်းသေးရဲ့ဗျာသူကတော့ဘာလာအကုန်ပြင်းနေပဲအဲ့တော့ဆိုတော့အဲ့ဒီမှာဒါကျွန်တော်အကြောင်းလေးနဲ့ကျွန်တော်တို့အကြောင်းလေးနဲ့ပေါင်းပြောတာပေါ့နော်အဲ့ဒါဆို
အဲ့ဒီမှာဇက်တီကသူအောင်မြင်လာပြီးတော့ဇက်တီကပြိုင်ဆိုင်နေကကြတယ်ပေါ့ဗျာနော်အဲ့မြို့တော်သိမ်းအောင်လို့ဘာလို့လဲကိုနဲ့ကိုကနောက်မှလာမြို့တော်သိမ်းအောင်ဆိုတာပြက်ဆက်တစ်ခေတ်မှာတော့ဗျာမြန်မာနိုင်ငံပြက်ဆက်တစ်ခေတ်မှာတော့မြို့တော်သိမ်းအောင်ကထိတ်ဆုံးမှာနောက်ဆုံးသမိုင်းကြောင်းရကျွန်တော်သိခဲ့ရတော့ပြက်ဆက်ဘလောက်အောင်မြင်လဲဆိုတာဘဘရွှေမန်းဦးတင်မောင်ကြီးတော့မှသူပြက်ဆက်ကတဲ့အထီးတွေဖြစ်တယ်ပြက်ဆက်ဒဏ္ဍာဘလောက်အောင်မြင်လဲဆိုတာလေဘဘရွှေမန်းဦးတင်မောင်ကြီးတော့မှပြက်ဆက်ကတယ်သပင်ရောင်ဖြတ်ပြီးပြက်ဆက်ကခဲ့တယ်ဆိုတာကိုကျွန်တော်သိရှိထားတယ်ပေါ့ဗျာအဲ့ဒါမျိုးလို့ပြောပြက်ဆက်အောင်မြင်လာပြောတာမြို့တော်သိမ်းအောင်ပြက်ဆက်အောင်မြင်မှုမြို့တော်သိမ်းအောင်ပေါ်ဆန်ဒါတခါလေအရန်ကိုအောင်မြင်တဲ့ဒါဆရာကြီးဒိုက်တာမောင်ရင်အောင်ရဲ့ပြက်ဆက်တွေနဲ့လှုပ်ကန်ခဲ့တာပေါ့ဒါပေမဲ့စိန်မာရင်ကလည်းပြက်ဆက်ပြင်စိန်မာရင်ဆိုပြီးတော့နာမည်ထွက်တယ်ဗျာဘာလို့လဲဆိုတော့ဥက္ကမောင်မြင့်တို့ဘာလို့ ਨੇ ဒါပြက်ဆက်မင်းသားကြီးဥက္ကမောင်မြင့်သူရဲ့စိန်မမြန်နဲ့ဘရောက်ဝါတို့ဘာတို့အရန်ပြီးတော့လေပြက်ဆက်ဒါရိုက်တာဝရဇင်ရဲဝင်းဆိုတာလည်းအရန်ကောင်းတယ်ဗျာပြက်ဆက်တွေကလေနောက်ပိုင်းကျတော့လေဒုတင်သေးတို့နောက်ဘီဒီအောင်တိုင်းတို့အဲ့လိုမျိုးသူကဟိုပြက်ဆက်မင်းသားကောင်းတွေထွက်တဲ့ဇက်ပေါ့ဗျာစိန်မာရီယန်တက်သူကသူဖိုးတော်ဝါလေးရှင်မင်းသားနဲ့နိုင်ငံကြော်ခဲ့တယ်လေအဲ့လိုမျိုးဖြစ်တယ်ဒါပေမဲ့ပြက်ဆက်မှာအရန်ကောင်းတယ်ဆိုပြရင်းနဲ့နောက်တစ်ခါဟိုခစ်မီတာရေခစ်နောက်ကြတယ်ပြောတာပေါ့ဒီဘက်မှာမုံဝင်းတို့ဘာတို့ကဘာတွေကလဲဆိုတော့အဲ့လိုဟိုကျွန်တော်ဆိုလက်ကဒီစကိုဒန်ဆာပေါ့နော်ကလာကားတွေပဲကျွန်တော်လက်ကဒီစကိုဒန်ဆာတွေပဲအဲ့လိုမျိုးအောင်မြင်နိုင်လိုက်ကားတာလीဗျာဒီစကိုဒန်ဆာကျွန်တော်ပြက်ဆက်ကားခဲ့တယ်ကျွန်တော်ကဒီစကိုဒန်ဆာမှာကျွန်တော်မင်းသားအဲ့ဒါငငယ်တော့ကျွန်တော်ကမီသွန်ချာဘရပတီရဲ့အဲ့ဒီအကားတွေပေါ့ဗျာအဲ့တော့ tap dance ပုံစံမျိုးတွေသူတို့ကလည်းကလာက tap dance မှမသိပါဘူးကြီးတော့ထုတ်တာအရမ်းမြန်တာပဲဆိုပြီးတော့အတင်းလေးကျင့်ပြီးတော့အတင်းကိုအိမ်မှာတည်းကျွန်တော်ကတာမီသွင်းရဲ့အကားကိုကျွန်တော်ကတော့ကျွန်တော်အရန်အားပေးတာရန်ကုန်မြို့ကကျွန်တော်တို့အိန္ဒိယနေဆိုလို့ရှိရင်အန်အော်ပြီးသဘောကျတာငါတို့အိန္ဒိယအမျိုးတွေကဒီအောင်မြင်တဲ့မီသွင်းတိုင်းမှာပဲကနေတာတော့ဆိုပြီးတော့ကျွန်တော်ဝစ်စုံတွေပါအကုန်တူတူပဲကျွန်တော်အဲ့လောက်ဆင်မယ်ပေါ့အဲ့လိုဆိုတော့ကရဲကိုမုံဝင်းကကျတော့ဟိုဟာဒီလိုဖြောပြီးတော့ကျွန်တော်တို့ပြီးတော့လဲအဲ့ချိန်မှာ disco တွေပေါ်တော့ဗျ disco တွေပေါ်တော့ disco ရှင်းနေနေကျွန်တော်တို့ဖြောပြီးတင်ဆက်မှုတွေလည်းရှိတယ်ဗျ abonium ရှင်းနေများတယ် abonium ရှင်းနေပါတယ်အဲ့ဒါတွေနဲ့ရှင်းနေပေါ်မှာ disco တွေအဲ့ဒါမိုးရဖွဲရောက်လို့လာရှာလ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 ာအဲ့ဒါ abonium ရှင်းဒါမျိုးတွေကျွန်တော်တို့ဝစ်စုံစင်နူလေးနဲ့ဘာညာကုကအဲ့ကကြတယ်ပေါ့ဗျာဒီတော့ပါပဲဒီ station ကကျွန်တော်တို့ကစင်မော်တင်ရန်ကောင်းမှမသိပါဘူးအဲ့ဒီချိန်မှာဘကိုးပြပွဲကြီးမှာကလည်းကောဟိုမှာက sentence station လုပ်တယ်ဗျဆိုအားသင့်သွားတယ်ကျွန်တော်တို့ဇက်တီမှာကဒီဝဲဆိုင်ရာဆိုင်ရှိတယ်ဗျာဝဲဆိုင်ရာဆိုင်ကတီဝိုင်းနဲ့ဆိုင်နဲ့ပေါ့နော်ဝဲဆိုင်ရာဆိုင်ရှိတယ်ဆိုတီဝိုင်းနဲ့ဆိုင်ရှိနေတယ်အဲ့ဆိုအောက်မှာပဲချတာအဲ့ဒီမှာ sentence station ဆိုပြီးတော့ကြည့်လိုက်တော့အရန်မိုက်တယ်ဗျာဟိုဘာလို့လဲဆိုတော့တကယ်တီဝိုင်းတော့ကျွန်တော်ရန်ကုန်သားလေးတွေအဲ့လိုဆိုတော့တခါကျရင်ရန်ကုန်မှာ stage show တွေသွားကြည့်ကြတယ်ဆင်အမြင်ကြီးပေါ်မှာ stage show တွေဒီဆိုကြတယ် play boy နဲ့ဘာလို့သွားကြည့်တယ်ငေးပြီးတော့ကြည့်ရအဲ့လိုဆိုတော့တီဝိုင်းပစ္စည်းတွေတင်အမတီးကြဘာညာကိုယ်ဆက်တဲမှာကျတော့ဟိုမှာဗျာ air တွေလည်းပါတယ်အစုံပေါ့ဗျာနော် drum set ဆုပ်ဆုပ်လေးတွေနဲ့အဲ့မျိုးတီးကြတာပေါ့ဗျာ guitar လည်းအဆုပ်လေးနဲ့အဲ့ဘေးထဲမှာပဲကတ်တီးနေတာဆိုတော့အဲ့ဒီမှာကြည့်တော့ပစ္စည်းတွေလည်းကောင်းနေဗျာအရန်ကောင်းတာစက်တွေလည်းကောင်းတယ် PV တွေအဲ့ဒီမှာမြင်မှုတာ PV ဆိုကျွန်တော်တို့ကဗမာလုတ်တဲ့စောင်းပုတ်တွေနဲ့ကျွန်တော်တို့အဲ့လိုမျိုးအဲ့မှာပစ္စည်းလည်းကောင်းkeyboard ဆို Faviser တွေဆိုအဲ့တော့ကောင်းလိုက်တာ stage show ဟာတွေသူတို့ကဘယ်လိုလုပ်တာလဲမသိဘူးပြီးတော့ခိုင်ထူးသချင်းတွေဆိုတယ်ပြီးတော့မေဆွီသချင်းတွေဆိုတယ်ခိုင်ထူးနဲ့တော်တော်စုံနိုင်တာကောင်းတာဆိုတော့ကြည့်လိုက်ကြကိုနန်းဝင်းနန်းခင်မွေးသူတို့ sentence stage show လုပ်တယ်ဆိုတော့ကျွန်တော်တို့ကတော့မလုပ်ဘူးလေမသိဘူးလေအားပေးကြတာပေါ့ဒါပေမဲ့ဟိုအပြိုင်ဖြစ်တာပေါ့နော်မိုးဝင်းနဲ့ဒီဘက်ဟိုမိုးဝင်းပဲပေါ့မိုးမင်းကနောက်မှာဒီလိုပဲကပ်ပြီးကနေတာပါအဲ့တော့ဟိုဘက်ကဒီမရှမန်းလည်းပါပါတယ်ရှမန်းလည်းဘုံမှာပါတယ်အဲ့ဆိုတော့ဒီဘက်ကကျတော့ခုနလိုနန်းသပင်ပေါ့ဗျာအဲ့ဆိုတော့သူတို့က sentence stage show ကြီးလောက်တာဆိုတော့မိုက်ကျွန်တော်ကြိုက်တာပေါ့ဒါပေမဲ့နောက်ပိုင်းကျတော့အဲ့ဒါကျွန်တော်လည်း idea ရတာဒါဆိုဒူလည်းတင်လို့မယ်ဆိုပြီးမှကျွန်တော်စခဲ့တာအဲ့လိုဆိုတော့သိပါပြီနော်ဟိုဘယ်သူစခဲ့လဲဆိုတော့ကျွန်တော်သိတယ်ပြောတာဘာလို့ဆိုဟိုမာရင်းကဟုတ်မဟုတ်တော့မသိဘူးเนาะတိတိကျကျမဟုတ်ဘူးနန်းဒါကခုနကကျွန်တော်မြင်ရတယ်ဟာအဲ့ဆိုတော့အရင်လေးကမန်းလေးမှာဘလာဇပ်ပွဲတွေရှိတယ်အဲ့ဘလာဇပ်ပွဲတွေက sentence stage show တွေလုပ်ကြတယ်အဲ့ဒီကနေပြီးမှတဆင့်ဒီမှာလုပ်တာလို့တော့ပြောတယ်ဗျမန်းလေးကဇက်တွေကပစ္စည်းတွေကကောင်းလိုက်တာပေါ့အဲ့ဆိုကျွန်တော်လည်းနောက်ကလိုက်ပြီးတော့လုပ်ကြတာပေါ့ဗျာလုပ်ကြကျွန်တော်လည်းစင်တင်ပြီးတော့လုပ်တာပေါ့ဒါပေမဲ့ဟို
ထားပါလားဗျာအဲ့ကျွန်တော်တို့ကဟိုဖြစ်သွားတာပေါ့နော်ဟိုခုနောက်ပိုင်းကျတော့ထပ်ပေါက်လာတော့ကျွန်တော်ပဲပေါ့အဲ့ station နဲ့ type ပြောရမယ်ဆိုတော့ dance နဲ့ပတ်သက်လို့ပြောတာ dancing နဲ့ပတ်သက်လို့ကြတော့ဟိုအဲ့လောက်ကျွန်တော်တို့ကဒီကလားကနဲ့ Bonian ကတာလောက်ပဲကျွန်တော်တို့ကတယ်လေတကယ်ပြောရင်ခင်မီတဲ့ rock and roll ကို join dancing နဲ့ rock and roll တွေဘာညာဆိုတော့တကယ်ခင်မီတာကရှင်မန်းသမီးဗျရှင်မန်းသမီးကိုဝင်းမောင်တို့နော်ပြက်ဆက်တွေဘာတွေကအစကောင်းတယ်လေဗျာအရန်ကိုခင်မီတယ်ကျွန်တော်တို့ကဟိုရက်ွက်သားတွေဟိုအဲ့လိုဘယ်လိုခင်မီမှာလဲဗျအဲ့ဒါဆိုကျွန်တော်တို့လည်းဟိုကြိုးစားတာပေါ့နော်ဒါပေမဲ့ stage show ရဲ့အကနဲ့ပတ်သက်လို့ကြတော့ Michael Jackson ဒါခုနကဟိုမိသွန်းချပ်ရပူတီကနည်းနည်းတော့နာမည်ရတယ်ဗျဒါပေမဲ့ဟိုကလာအကနဲ့ဟိုဘက်ကတကယ်အနောက်တိုင်းအကနဲ့ကြတော့ကျွန်တော်တို့က class ခွဲရမယ်ဆိုကျွန်တော်တို့ကနှိမ့်တာပေါ့ဗျာအဲ့တုန်းကလည်းဟိုနှိမ့်တယ်လေအဲ့လိုအကခွဲထားရင်နှိမ့်တာပေါ့ဒါပေမဲ့အဲ့မှာ Michael Jackson ပေါ်လာပြီးတဲ့အချိန်ကျတော့ကျွန်တော်ကလည်းဟိုကျွန်တော်တို့ရဲ့လေ့ကျင့်ခွင့်ကြီးရဇက်ရုံမှာရှိနေတာအိမ်မှာနေတဲ့ကျွန်တော်ကအလကားနဲ့တချင်းကလည်းအရန်ဆိုပြီးကျွန်တော်ကအဲ့လိုကိုကနေရဘယ်လောက်ထိလဲကလဲဆိုကျွန်တော်ကနောက်ကြလို့ရှိရင်ကျွန်တော်ကရေချိုးကန်ဒီမှာတနာရီမင်းနဲ့ကရေနှခါချိုးတယ်ဗျအိမ်မှာကျွန်တော်ငငယ်ရေနှခါချိုးတယ်ငငယ်တော့ပြောတာနော်ရေနှခါချိုးတော့ကျွန်တော်မှာကက်ဆက်လေးနဲ့ကျွန်တော်ကတချင်းကိုဖွင့်ထားလိုက်တယ်အဲ့ဒီတချင်းကိုကျွန်တော်ကက်ဆက်ခွေလှန်တဲ့ဒီနှစ်ခွေဟိုဒါနှစ်ဖက်ပေါ့နှစ်ဖက်ဆိုတနာရီဗျအဲ့ဒီတနာရီကကျွန်တော်မယမနာကဘာကလဲဆိုကျွန်တော်မသိဘူးကချင်လျှောက်ကကျွန်တော် feeling လာတဲ့အကမျိုးဆိုကျွန်တော်မှန်လေးတဲ့ရှိတာဟုတ်မှန်ကြတော့ဗီဒီယိုကမှန်ပါဗျာအဲ့မှန်နဲ့ပဲကျွန်တော်ကက်ဆက်လေးဖွင့်ပြီးတော့တစ်ချိန်လုံးကကျွန်တော်အရန်ကို exercise များတဲ့သူဖြစ်တယ်တစ်ချိန်လုံးတနာရီကပြီးမှကျွန်တော်ချွေးထွက်ပြီးမှကျွန်တော်ရေချိုးတယ်အဲ့ချွေးနေလိုက်တယ်အဲ့သွားပြီးတော့မနေ့ပိုင်းမှာအခုလုပ်စရာရှိတယ်ကျောင်းတွေတက်ပါညာသွားပြီးပြန်လာတယ်ဆိုလို့ရှိရင်ကျွန်တော်ညနေပိုင်းကျရင်ကျွန်တော်ဖွင့်ပြီးတော့ကျွန်တော်ကတယ်ဘာကလဲကချင်ရောက်လာကချင်ရမှာကျွန်တော်လိုချင်တဲ့မှန်နဲ့မှကြည့်ပြီးတော့ဟာဒါလေးကငါနဲ့လိုက်တယ်လှတယ်ဆိုရင်ကျွန်တော်ကဘာနောက်တိုင်းကတွေကျွန်တော်ကကျင်တာအဲ့လိုမျိုးကျွန်တော်အရန်အကောက်ကိုယူတတ်တယ်ဆိုတော့ဒီခုန Michael Jackson လည်းပေါ်လာအောင်ကျွန်တော် moonwalk ကိုကျွန်တော်ကျင့်ခဲ့တယ် moonwalk ကျင့်ပြီးတော့ moonwalk ကျင့်တာကျွန်တော်3ရက်နဲ့10မိနစ်ကြာတယ်ဒီကက်ဆက်ကိုဟိုဒါဗီဒီယိုကိုငါအိမ်မှာလဲဟို TV ရောကျွန်တော်တို့တက်ကိုငါရန်ကင်းရတော့ငါကျွန်တော်တောင်းလာတယ်ရန်ငင်းတွားပြီးငှားရတယ်မရှိဘူးအိမ်မှာမဝင်နိုင်ဘူးလေအဲ့ဟိုဆက်ငှားကြည့်တာပေါ့အခုလည်းငှားရတာပေါ့ပြီးတော့လည်း TV လည်းငှားရတာပေါ့အဲ့ဒါကြီးအလီကြီး TV ကြီးယူပြီးကျွန်တော်နောက်ပိုင်းကျတော့လည်း deck ပဲများပါတယ်အဲ deck ငှားရတယ်နောက်ပိုင်းကျတော့ deck လည်းရှိတယ်တော့ကျဟိုအခွေတွေဟိုငှားရတာပေါ့နော်အဲ့ဒါဆိုတော့ပေါ်လာတဲ့ခွေဆိုဒီမှာအကခွေတွေကျွန်တော်အကခွေပဲကြည့်တာပဲအဲ့ဒါဆိုတော့ Michael Jackson ရဲ့ moonwalk လေးကြောင်းကျွန်တော်3ရက်နဲ့10မိနစ်ကျွန်တော်မောရင်ကျွန်တော်ခွေပြီးအိမ်နေတဲ့ကြမ်းမြင်ပေါ်မှာထားကားတယ်ပြီးရင်ပြင်းလာလို့ရှိရင်ကျွန်တော်ရှိရ9ရက်ကွက်မှာဆိုကတ်တယ်လမ်းထဲမှာဆင်းကားတယ်အဲ့ရနေပြင်းလာဒီဘက်ကျွန်တော်ကျင့်တယ်ဒီ moonwalk ကိုပဲကျင့်တာ3ရက်နဲ့10မိနစ်ကြာတယ်တော်ထုံတယ်လေကျွန်တော်အဲ့တော့မတက်ဘူး3ရက်10မိနစ်ကြာတော့မှကျွန်တော် moonwalk ကိုရသွားပြီရပြီဆိုပြီးကျွန်တော် moonwalk ကိုကျွန်တော်အဲ့မှာဖြောပြတင်ဆက်တယ်ကျွန်တော် moonwalk ကအောက်ပြီးသားသဘောကျပြီးကောင်းလိုက်တာဆိုတော့ကျွန်တော်ငါ moonwalk ကောင်းတယ်ဗောအဲ့ဒါကြာပြီးတော့နောက်ပိုင်းလဲကြာတော့ဘာဖြစ်လာလဲဆိုတော့ကျွန်တော် break dance lesson ကိုထွက်လာတယ် break dance lesson ကိုလည်းထွက်တော့ကျွန်တော်အဲ့မှာအဲ့ဒီခွေငါကြည့်တော့သူများတွေပြင်းလို့မကြည့်ဗျာ lesson လုပ်နေတာ lesson ရဘယ်သူကြည့်မှာလဲအဲ့တော့ကျွန်တော်ကတော့ဝါသနာပါတယ်ဆိုတော့အဲ့ lesson ကို break dance ဘယ်လိုကလဲဆို lesson ကိုကျွန်တော်ကြည့်ပြတော့ကျင့်နေအဲ့မှာ moonwalk ပါလာအဲ့ moonwalk လည်းပါလာ moonwalk ကြည့်လိုက်တော့ကျွန်တော်ကနေရပြောင်းပြန်ကြီးဗျအဲ့ဒါကိုကျွန်တော်အဟုတ်မှတ်ပြီးကနေတော့ကျွန်တော်မှပြန်ကျင့်ရပြန်ကိုဗျာကျွန်တော်ခြီပြားနဲ့မဆွဲဘဲခြီထိတ်နဲ့ဆွဲတဲ့အကနဲ့ကတာပြောင်းပြန်ကြီးကတာအဲ့ဆိုကျွန်တော်ပြောင်းပြန်လှည့်ပြီးကျွန်တော်ပြန်ကျင့်ရတယ်ငါမှားပြီဆိုတော့ကျွန်တော်ပြန်ပြီးတော့အဲ့မှာကျွန်တော် moonwalk ကောင်းသွားတယ်ပေါ့ဗျာအဲ့ဆိုတော့ဘက်မှာလည်းခုနရှင်မဆိုလို့ရှိရင်ကိုဝင်းမောင်သူကလည်း rock and roll တွေနဲ့ကိုဝင်းမောင်လည်းကတယ်ဗျာ moonwalk ဒါပေမဲ့ကျွန်တော်နောက်ပိုင်းမှာကျွန်တော်ပါပြီးတော့ပိုများသွားလဲဆိုကျွန်တော်ကthriller ကိုကျွန်တော်တို့ကတာ thriller လည်းကျွန်တော်တို့ပြန်လဲကလဲကော thriller ကခက်တယ်ဗျာဘာလို့ဆို group dancing ကျွန်တော်တို့ရင်တော့က disco dancing ဆိုတော့ဘာမှလှုပ်တာလေးပဲရှိတယ် disco beat နဲ့လှုပ်တာပဲရှိတယ်လေအခုကျတော့ dance ကကြောက်ခမန်းလေးကောင်းတာလေအဲ့ဆိုကျွန်တော်တို့ကကျွန်တော်ဇက်သမားတွေပဲကိုရဲ့အဖွဲ့တွေကလူချမ်းနေလူရှင်တော်တွေဒါမျိုးတွေနောက်ကျွန်တော်ကားဆွဲတွေအဲ့မျိုးရှိတယ်အဲ့ဒီရဲ့ယောက်ျားတွေနဲ့တခါတည်း main ကလေးတွေရင်းသမားမင်းသမီးတွေမြန်မာကတဲ့သူတွေအဲ့ဒါတွေကိုကျွန်တော်ရအောင် trainer မရမကကျွန်တော်သင်တာသူတို့လည်းအရန်ပင်ပန်းတယ်အဲ့ဒါသင်ပြီးတော့ကျွန်တော်တို့ thriller လည်းကားလည်းကောတော်ကိုအောင်မြင်သွားတယ်ပေါ့ဗျာအရန်လည်းညီတယ်ဗျအဲ့တော့
တကယ်ပြောရင်ကျွန်တော်အရန်ကြိုက်တယ်အဲ့တော့လူတွေဆိုကအရန်ကြိုက်အားတွေအရန်ပါတာအဲ့တော့လူတွေကကျွန်တော်လည်းကခဲ့တဲ့လူတွေကဟိုတော့ကိုရာစာတို့ဘာလို့ပါတယ်အဲ့တော့ဝင်းလိုင်းတို့ပါတယ်ဟိုမှာလေဟိုကဝင်းလိုင်းရှိတယ်အောင်ကျော်ထွန်းရှိတယ်အောင်ကျော်ထွန်းတို့လည်းပါတယ်အဲ့တော့ကမော်စီပါတယ်အဲ့ဒါမျိုးပေါ့လေကျွန်တော်ကခဲ့တယ်အဲ့ဒီကမိန်းကလေးလည်းပါတယ်ကတည်းရဲ့မျက်နှာတွေချဲပြီးတော့မှဟိုတည်းရဲ့ဝက်ဆိုက်တွေဖြစ်အောင်လုပ်ပြီးတော့ကတာပေါ့ဗျာဆိုတော့အဲ့တော့ကျွန်မမရပြောမယ်ဆိုအဲ့တော့လည်းဖြစ်ချင်တော့အကုန်လုံးသိလိမ့်မယ်မီသွန်ချက်ပရပူတီလည်းဇကာတကထွက်တယ်ကျွန်တော်တို့ကပြီးသွားပြီမီသွန်ချက်ပရပူတီရဲ့ရုပ်ရှင်ကထွက်လာအဲ့ချိန်မှာသေးကဟိုကျွန်တော်ဂုံယူပြောမယ်နော်ဘာလဲဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဖွဲ့ရဇက်ထက်ကကျွန်တော်တို့ကနေလူတွေကသူတို့ကကြည့်ကျွန်တော်တို့ဟာကောင်းလို့မကောင်းဆိုကျွန်တော်တို့ရှုံချခဲ့ပါတယ်ဘာလို့ဆိုအဲ့တော့ကလာကမကောင်းဘူးဗျအခုမဟုတ်ဘူးနော်အဲ့ဒါဘာလဲတိုင်းပြည်ရဲ့အခြေအနေကြောင့်ကျွန်တော်တို့လူငယ်တွေကိုဒီလိုတိုးတက်ဖို့ဒီလိုခက်မိတဲ့နီးပညာတွေခက်မိတဲ့အတွေးခေါ်တွေနဲ့ရှင်သန်မှုဟာတွေကိုကျွန်တော် break dance တို့အရန်ခက်တာလူငယ်တယောက် break dance ကဖို့အရန်ခက်တယ်ပြီးတော့မြေပြင်တွေပါလာပြီမြေပြင်တွေကတဲ့ခါမှာကျွန်တော်တို့တွေကခဲ့တာတမန်တလင်းနေပြီးတော့ကတ်တရလန်းနေကျွန်တော်ခေါင်းနေနဲ့လှည့်တာကြီးလုတ်ခဲ့တယ်ဆိုတော့ထိပ်ပြေပေါက်တယ်ပခုံးကြီးကွဲတယ်ဒါပေမဲ့ကျွန်တော်တို့လူငယ်လေးတွေကခဲ့ကြတယ်အခုဘိုးကြီးတွေကခဲ့ကြတယ်ဒါပေမဲ့အဲ့ဒါတွေနှိပ်ကွပ်ပြီးတော့ကျွန်တော်တို့အဖမ်းခံရတွေဖြစ်ကြတယ်အကုန်လုံးကျွန်တော်တို့ဇက်တွေမှာလည်းပိတ်ဆို့ရရှိခဲ့တယ်အဲ့သဘောတော့ခုနက stage show ကိုဘယ်ကတင်တာလဲပြီးတော့ကျွန်တော်ကဥစ္စာဖြစ်လာပြီဆိုတော့ကျွန်တော်ចောင်းသားဘဝမှာတိုက်ဆန်ကွင်းတွေဘာမှာကျွန်တော်ခွန်အားပြည့်မိငယ်ကျွန်တော်စိုးခဲ့တယ်ခွန်အားပြည့်မိငယ်ကျွန်တော် electric guitar အဖြူလေးကိုတီးပြီးတော့ကျွန်တော် rhythm တီးပြီးတော့ show မပေးနဲ့မိငယ်ကျွန်တော်အဲ့ချင်းနဲ့ကမောက်တို့ပေါ်နေပဲအဲ့ချင်းမှာကျွန်တော်အဲ့ချင်းကိုကျွန်တော်ဆိုရကျွန်တော်ဟိုတငယ်ချင်းတွေလည်းဆိုကြတာဟုတ်အဲ့ guitar လေးတီးပြီးတော့ကျွန်တော်အဲ့မှာအဲ့ချင်း guitar လေးတီးပြီးဆို unplugged mode မသိဘူးအဲ့တော့ဒီတိုင်းလေးပဲ guitar အဖြူလေးနဲ့ကျွန်တော် hollow electric လေးသူကအဲ့ system လေးသူကအဲ့ဒါဆိုအဖြူရောင်လေးကျွန်တော်အဲ့ guitar တီးပြီးတော့ဆိုတယ်ပေါ့ဗျာဆိုခဲ့ဘူးတယ်ပေါ့အဲ့တော့ stage show ကနောက်ကြတော့ဟိုပြိတ္တာအားပေးမှုကြီးလာတာပေါ့နော်ဒါပေမဲ့ stage show ဘာဖြစ်လို့ကျွန်တော်ဖြောပြီးတင်ဆက်ချင်တာလဲဆိုကျွန်တော်ဘာဖြစ်လို့ kit board တွေကိုလုပ်ချင်တာလဲဆိုတာလေကျွန်တော်မှပြောပြမယ်အခုချက်ချင်းပြောတာဒီအကြောင်းလေးတွေပြောသွားရင်းနဲ့ topics ကဘာလဲဆိုတော့ဇတ်ပင်စင်မြင့်ပေါ်မှာမြည်သူက sentence stage show ကိုစတင်ခဲ့တယ်လေဆိုတော့ပြိတ္တာသိချင်ပါပဲဒါကြောင့်အဲ့တော့ကျွန်တော်အသိကတော့နန်းဝင်းနန်းခင်မွေနန်းသပင်ကစပြီးတော့ဇတ်သပင်ရဲ့စင်မြင့်ပေါ်မှာ stage show sentence stage show စတင်တင်ခဲ့ခြင်းဖြစ်ပါလိမ့်မယ်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေကျေးဇူးတင်ပါတယ်